နေရဲ့သူတွေအတွက်အကင်ထုတ်ကြွေးပါမယ်ပါဇက်ဟတ်ထားပါရော့မစားဘူးဆိုလို့ရှိရင်လည်းကိုယ့်ကိုယ်ပဲစားလိုက်တော့မယ်နော်so good ဒီတစ်ပတ်ပိတ်ရက်လေးမှာစန်ဒေးဖျားချောင်းသွားပြီးတော့အပြင်ဘာစားရင်ကောင်းမလဲစဉ်းစားနေရပါတော့အဲ့ဒါနဲ့အကင်သွားစားမယ်ဆိုပြီးတော့တောင်မှာရှိတဲ့အကင်ဆိုင်မှာသွားစားဖြစ်ပါတယ်ဘယ်ဆိုင်လေးဖြစ်မယ်လို့ထင်လဲဒီလမ်းလေးကြည့်တာနဲ့လေဟုတ်ပါတယ်အခုသွားမဲ့ဆိုင်ကတော့တောင်ကူမှာအရင်အရသာရှိပြီးတော့တကယ်ကိုလေထိုင်းကပေါ့နော်ကြေးရွာလေးတစ်ခုမှသစားရတဲ့ vibe မျိုးရစီတဲ့ရွှေထိုင်းဆိုင်မှာတောအုပ်လေးရဲ့အိမ်လေးထင်းမှာပေါ့နော်စားရတဲ့ခံစားချက်မျိုးဖြစ်စေတယ်မျက်စိတွေလည်းအစိမ်းလေးတွေမြင်ရတော့ပေါ့နော်မျက်စိတကယ်အေးတယ်ဒါလေးကဒီလိုလေးဝင်ရတာပေါ့နော်အလေမိုက်ဒီလိုလေးပေါ့နော်တစ်ပင်လေးနဲ့အလှဆင်ထားတဲ့ဆိုင်ရဲ့ idea လေးကလည်းရမ်းကောင်းနေပေါ့နော်တကယ်ထားကြတယ်အဲထဲမှာလည်းနေရာလေးကပြင်ထားတာအကျဲကြီးပဲစားကြတဲ့လူတွေကတော့သိတဲ့အတိုင်းပဲနေရာတွေလူရတာပေါ့နော်ထိုင်ကုန်တော့မှမနေစောင့်ပြီးတော့စားရတာမျိုးပါကဲဒီလိုမျိုးလေးဗန်ပေးပါတယ်ကွက်ကိုလည်းယူလို့ရတယ်နော် sauce နှမျိုးလည်းစိတ်ချယူလို့ရပါတယ်ဒီလိုမျိုးလေးပေါ့နော်ပြီးရင်တမော်ဒီထောင် free ပေးတယ်မုတ်ဖတ်ဆလတ်ရွက်ရေခဲအဲ့ဒါလေးတွေက free ပေးတယ်ပေါ့နော်တကယ်ကို budget save ဖြစ်ပြီးတော့အစင်တကယ်ကိုပြေးပါတယ်1+1ပေါ့နော်ရေခဲလေးလည်း free ပေးထားပါတယ်သူကဝက်ဆလတ်တပွဲကို8500အဲ့ဒါဆိုရင်ကြက်မေးတပွဲ free ပေးရပေါ့နော်လူ3ယောက်လာရင်တော့အနည်းဆုံး3ပွဲလောက်တော့မှာစားပေးရင်ဆိုင်အတွက်ပိုအဆင်ပြေတယ်ပေါ့နော်ဆိုတော့တကယ်ကိုပေါ့နော်စားလို့အရန်ကောင်းတယ်အဓိကတောင်ကူမှာကဝက်ဆလတ်ဆိုင်အရန်ရှားတယ်ကောင်းတဲ့ဆိုင်လေးရှားတယ်ဆိုတော့ပေါ့နော်ဒီဆိုင်လေးကလည်းအရန်နာမည်ကြီးတယ်စားလို့လည်းကောင်းတယ်ကဲကြက်မေးဖန်ဆိုတော့ကြက်မေးစားပါမယ်ကြက်မေးကဘာသာနေပဲလှုပ်ဘလို့ပဲလှုပ်ပေါ့နော်မစွန့်လွတ်နိုင်တော့ကျမပါဆူတောင်းလိုက်ပါမယ်စားတော့မယ်โอเคဒါပထမဆုံးအလုပ်ကလေးပေါ့နော်ကျမကဘေးရဖြစ်ချက်မေးဘက်ကပါပဲလေ sauce က2မျိုးဆိုတော့sauce အစိမ်းလေးကလေလုံးဝ favorite ပဲအရင်စားလို့ကောင်းတာအခုကြည့်ရင်လည်းတရေယူပြန်ပြီလုံးဝလေ sauce အစိမ်းလေးကလိုက်ဖက်တော့ပဲနော်ဘာနဲ့ပဲတူစားပြီးရင်ကျမကဒီဘက်က sauce အညိုလေးကိုဒီဘက်ကအစိမ်းလေးထဲမှာအဲ့လိုရောပြီးတော့စားရတာကြိုက်တယ်ရွှေတိုင်းမှာတော့စားဖြင့်အဲ့လိုလေးစားကြည့်နော်အဲ့လိုမျိုးရောတယ်ပေါ့နော်မဇွန်မယူဘဲနဲ့အဲ့လိုလေးလောက်တာတူနဲ့ဒါလေးကယုံမရီတီအကင်စားလို့ရှိရင်အသီးအရွက်များများစားပေးပါဘာလို့လဲဆိုတော့အသားကြီးပဲစားရင်ဘယ်လိုပြောရမလဲမကောင်းဘူးနော်အဲ့တော့အသားလေးနဲ့အရွက်ကလေးနဲ့များတအောင်စားပေးသင့်ပါတယ်ရှင်ဒါလေးကတော့ဆလရွက်နဲ့ထုတ်စားပါမယ်ဆလရွက်ထဲကိုကြမဲလေးထည့်ပြီးတော့ယုံမရီတီလေးထည့်ပြီးရင်တခွားသီးလေးထည့်မုတ်ဖက်လေးထည့်โอเคအဲ့ဒါလေးကိုထုတ်ပြီးရင်ပါဇက်ထဲပြင်သွင်းလိုက်ပါတယ်အိုးအရင်ကောင်းတယ်လဲပြန်ချီရနဲ့ဘိုက်တောင်စားလာပြီစကားတွေကလည်းများစားလဲစားပေါ့နော်အေးကတော့ကိုယ့်ကိုယေရှုစေးပြပါလာတဲ့ဟာရေခဲနဲ့တောက်တယ်ပေါ့နော်တခြားဟာအရန်အချိုတွေအရန်အများကြီးမစားကြလို့လုံးဝအဲ့ဒီရဲ့အကင်ရဲ့လေကျွတ်မြင်တန်လေးတွေကလေကိုယ်ရေလဲဆွဲဆောင်လာနော်โอเคမစားပါတယ်ပေါ့နော်ဒီရွှေထိုင်းဆိုင်လေးอ่ะပေါ့နော်အရန် budget save ဖြစ်တော့ဆိုင်လေး save ဖြစ်လားဆိုတော့ပေါ့တန်လောက်လားဆိုလည်းမဟုတ်ဘူးအရသာလေးကောင်းတယ်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ဆိုင်ရှင်အမသည်အရန် service ကောင်းတယ်လူသမားကိုလည်းတကယ်ကိုမျက်နှာရည်မျက်နှာကဲလိုက်ကြည့်ပြီးတော့လေမသိရင်ရေးစားလေးလိုပဲလူသမားကိုလိုက်ဖြည့်ပေးနေရနောက်ပြီးတော့အရန်ချောတယ်အဲအမကိုကြည်လိုက်စားလိုက်ဆိုပေါ့နော်စိတ်ကိုချမ်းသာနေရောကဲစားလို့ပြီးပါပြီလူလဲတော်ကိုဖိုက်ပြေးသွားပြီဆိုတော့ပဲလေးပါလေးများပါတော့ဆိုတော့ပြန်တော့မယ်စကိုင်းလည်းမကုန်ပြီပြန်ပါတော့မယ်တတာပါโอเคခဏရေလေးတော့တောက်လိုက်အောင်မယ်ကဲโอเคနောက်ဆုံးကတော့အလှပုံလေးတစ်ဖြတ်ပေါ့ဘိုင်ဘိုင်ကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်